အားလုံးပဲမြင်ကြလားပါခင်ဗျာကျွန်တော်ပြောတဲ့ယောဂတွေရှိလို့ရှိရင်အစားအသောက်တွေရှောင်ကျဉ်ရမယ့်အရာတွေပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်သွေးတိုးယောဂဖြစ်နေရဆိုလို့ရှိရင်တော့စားများတာကိုရှောင်ကျဉ်ရမှာပဲခြင်ဘက်တွေစားတာကိုရှောင်ကျဉ်ရမှာပဲပြီးတော့စီးကြိုယောဂဖြစ်နေလို့ရှိရင်ကျွန်တော်ဒီညပိုင်း10နာရီနောက်ပိုင်းမှာအစားမစားပါနဲ့ပြီးတော့နောက်ကကျွန်တော်တို့ပါမုတ်အဖြူတွေပေါ့နော်ပါမုတ်အဖြူစားသုံးတာရှောင်ပါအချိုတွေရှောင်ရပါမယ်ခေါင်းတချမ်းကိုက်လို့ရှိရင်တော့ကျွန်တော်တို့ချောကလက်စားတာရှောင်ရပါမယ်ပြီးတော့ပြုတ်ပြင်ထားတဲ့အသားတွေကိုရှောင်ရပါမယ်သူ့မှာပေါ့နော်ဒီ nitrate ကဒီခေါင်းကိုကိုက်အောင်ဒီလှုပ်ဆော်ပေးတာကြောင့်ဖြစ်ပါတယ်သွေးအားနည်းယောဂရှိရဆိုလို့ရှိရင်တော့လက်ဖက်ရည်မတောက်ပါနဲ့လက်ဖက်ရည်ကိုရှောင်ရပါမယ်နောက်တစ်ခုကကျွန်တော်စာချင်ပြန့်ယောဂဒီအစားစားပြီးလို့ရှိရင်ဒီအိတ်ဆက်တာတို့အစားစားပြီးလို့ရှိရင်လှဲလိုက်တာတို့ပြီးတော့အစားစားပြီးသွားလို့ရှိရင်ကော်ဖီတောက်တာတို့ပြီးတော့နောက်တစ်ခါကျတော့ပဲသီးစိမ်းစားတာရှောင်ရပါမယ်အစာရင်ရောင်နေလို့ရှိရင်တော့အစားစားတဲ့အခါမှာမြင်မြန်မစားပါနဲ့ရှောင်ကျဉ်ရမယ့်အစားအစာတွေကကျွန်တော်တို့ရှောက်သီးတံမြာသီးကိုရှောင်ရမယ်ပြီးတော့သူ့မှာအက်ဆစ်ဓာတ်တွေအများကြီးပါတဲ့အတွက်အစာရင်အမေးပါကိုထိခိုက်စေပါတယ်နောက်တစ်ခုနှလုံးယောဂရှိနေရဆိုလို့ရှိရင်တော့ကာယလှုပ်ရှားမှုမရှိခြင်းကိုရှောင်ရမှာပဲကာယလှုပ်ရှားမှုလုပ်ရမှာပေါ့နော်စီကြော်စားတာတွေကိုရှောင်ရမယ်ပြီးတော့ပြန်ကြော်စီတွေစားတာကိုရှောင်ရပါမယ်အယိုးပွားယောဂဖြစ်နေရဆိုလို့ရှိရင်တော့နေရောင်ခြည်နဲ့ထိတွေ့မှုမရှိခြင်းကိုရှောင်ရပါမယ်ပြီးတော့အရက်တောက်တဲ့ပမာဏကိုတတ်နိုင်တယ်များလျှော့ပါပြီးတော့ကယ်လ်ဆီယမ်စုပ်ယူမှုကိုအနှောက်အယှက်ပေးတဲ့အတွက်အရက်ကိုလုံးဝမတောက်ပါနဲ့ stress တွေများပြီးစိတ်ဖိစီးမှုများနေရှောင်ရမှာကျွန်တော်တို့ social media တွေကိုအချိန်တိုင်းတာတစ်ခုထိပဲတုံးမှာအများကြီးမကြည့်ပါနဲ့အိမ်မပျော်တာဖြစ်နေရင်တော့ညနေထိကျွန်တော်တို့ဖုန်းစကရင်ကိုမကြည့်ပါနဲ့ကော်ဖီပြီးတော့ကဖင်ထပ်ပါတဲ့အရည်တွေကိုမတောက်သုံးပါနဲ့တငယ်ပြန်တာဖြစ်နေရင်နာယီပေါင်းများစွာ TV ကြည့်ခြင်းကိုရှောင်ကျဉ်ရမှာပါကြောက်ကပ်မှာကြောက်တယ်နေလို့ရှိရင်ရေတောင်နေတာဟင်းနုနယ်စားသုံးခြင်းကိုရှောင်ကျဉ်ရပါမယ်ကြောက်ကပ်ပျက်စီးနေရင်ငပြောတီးစားတာကိုရှောင်ရပါမယ်ဒီပိုတက်ဆီယမ်ပါဝင်မှုများတာကြောင့်ဖြစ်ပါတယ်ဗီတာမင် D ချို့တဲ့နေလို့ရှိရင်တော့အိမ်တွင်းအောင်းတာကိုရှောင်ရပါမယ်ဘာလို့လဲဆိုတော့ဗီတာမင်ရဖို့အတွက်ကျွန်တော်တို့နေပူစာလုံဖို့လိုပါတယ်ရင်ချက်ပန်းတာဖြစ်နေလို့ရှိရင်တော့ကျွန်တော်တို့ဖုန်ရှိတဲ့ပတ်ဝန်းကျင်မှာနေထိုင်ခြင်းကိုရှောင်ခြင်းပါပြီးတော့ကျွန်တော်တို့နိုးဒိန်ရင်နိုးထွက်ပစ္စည်းကိုရှောင်ပါအဲ့ဒါတွေကချွဲထစေလို့ပါခေါင်းယောဂဖြစ်နေရင်တော့အနီရောင်အသားတွေကိုစားသုံးခြင်းကိုရှောင်ပါအမဲသားတို့တိုးသားတို့ဝက်သားတို့ပေါ့နော်အဓိကအနီရောင်ဖြစ်တဲ့အသားတွေကိုပို့ပြီးတော့ရှောင်ဖို့လိုပါတယ်တွေးတွင်းကိုလက်စတရောပမာဏများနေလို့ရှိရင်တော့ခရင်တွေစားသုံးခြင်းရှောင်ပါစီကြော်တွေအချိုတွေကိုရှောင်ခြင်းဖို့လိုပါတယ်ဝမ်ပြက်ဝမ်ရှော့ဖြစ်နေတော့နိုးနဲ့နိုးထွက်ပစ္စည်းစားသုံးခြင်းကိုရှောင်ပါလေပွားနေဂေါ်ဘီထုတ်ကိုမစားပါနဲ့ရှောင်ခြင်းပါဝမ်းချုံနေလို့ရှင်တော့ဒီအဖြူရောင်ပေါင်ပုတ်စားသုံးတာကိုရှောင်ပါမမယ်သေးတဲ့ငပြောသီးစားတာကိုရှောင်ပါအစာချေစနစ်နှိကွေးတာကြောင့်ဖြစ်ပါတယ်တုပ်ကွေးယောဂဖြစ်နေရင်တော့ကျွန်တော်တို့ဒီအချိုရည်နဲ့အချိုစာတွေရှောင်ရမယ်တကြားကပေါ့နော်ဒီခုခံအားစနစ်ကိုအားနည်းသွားစေလို့ဖြစ်ပါတယ်နှင်းခုဖြစ်နေရင်တော့ကျွန်တော်တို့ ice cream စားတာကိုရှောင်ပါနှုတ်ကဒီအရေပြားရောင်ရမ်းမှုကိုလှုပ်ဆော်ပေးတာကြောင့်ဖြစ်ပါတယ်ကျွန်တော်ပြောတဲ့အချက်တွေထဲမှာအဲ့ယောဂတွေရှိရဆိုလို့ရှင်တော့ရှောင်ရမှာပဲဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်